Stop asking, what if I fail? Start asking, what if this changed my life? လူတွေကလောက်ပါလို့ခွင့်ပြုတဲ့ permission ကိုစောင့်မနေပါနဲ့ကျမတို့တွေကကြာရှုံးမှာအရန်ကြောက်တတ်ကြတယ်ကျမ2012လောက်ကတည်းက YouTube ပေါ်ဗီဒီယိုတွေတင်ကျင်ခဲ့တာ YouTuber လုပ်ချင်ခဲ့တာတပိုင်းကိုသိတယ်ဒီကလူတွေကမလုပ်ပါနဲ့မကောင်းပါဘာညာဆိုတော့ I listen to them သူတို့ကျမနားထောင်ခဲ့တယ်တစ်ချိန်မှာလုပ်ကိုလုပ်ချင်တာပဲကိုလုပ်လိုက်တယ်ဆိုတဲ့အချိန်ကျတော့2022ပေါ့နော်အဲ့မှာစပြီးကျမဗီဒီယိုတွေစတင်ပြတာဆိုတော့ I have been waiting for so long 2022ရောက်တဲ့ထိလဲကျမဘယ်သူမှ support လုပ်ကြတာဟုတ်Yes တကယ်ချင်းတွေက support လုပ်ပါတယ် Don't wait ဘယ်သူမှလုပ်ပါလို့ခွင့်ပြုတဲ့ permission ကိုစောင့်နေနဲ့အခုကနေစပြီးတော့လုပ်ပါဘာဖြစ်လို့ဆိုတော့ we only live once ကျမတို့ကတစ်ချိန်မဲ့အသက်ရှင်ရမှာအခုရောက်နေတဲ့လက်ရှိ present moment ကသာ it can create everything what you want ဆိုတော့ကိုယ်မှာရှိနေတဲ့ dream စီကိုမှရှိနေတဲ့ dream စီကိုဖြစ်ရှင်တဲ့အရာတွေကိုဘယ်သူမှဟဲ့လုပ်ပါလို့permission လာပေးမှာမဟုတ်ဘူးဒါနဲ့အဲ့လိုပဲစပြီးတော့လုပ်ရတာတခါလေကြာလို့ရှိရင်ကျမတို့ကကြောက်ကြတယ်အော်မအောင်မြင်ခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတော့ of course life မှာအောင်မြင်တာနဲ့ကြာရှုံးတာမဟုတ်ဘူး life မှာအောင်မြင်တာနဲ့သင်ခန်းစာရတာအဲ့နှစ်ခုပဲရှိဆိုတော့ဘဝမှာအဲ့နှစ်ခုပဲရှိရလို့သတ်မှတ်ထားတဲ့လူအတွက်ကကြာရှုံးမှာကြောက်စရာလုံးဝမလိုဆိုတော့ကျမဘဝမှာလည်းကျမအောင်မြင်မဲမအောင်မြင်ဆိုလို့ရှိရင်ကျမသင်ခန်းစာရမယ်အော်ဘာလုပ်လိုက်လို့ဘာမလုပ်လိုက်လို့ဆိုပြီးတော့ဒီကလူတွေလည်းကျမလူမျိုးတစ်ခုခုပေါ့နော်10နဲ့ချီပြီးတော့တစ်နှစ်3 4 5လမဟုတ်ဘူးတစ်ခုခုလုပ်ချင်တာ10နှစ်ပေါ့နော်အဲ့လိုမျိုးစောင့်နေရတဲ့သူတွေရှိလို့ရှိရင်ကျမပြောချင်တာ don't wait မစောင့်ပါနဲ့ let's start အတူတူစကြမယ်အခုကစပြီးတော့စကြမယ်သူတွေကိုကြောက်နေလို့လေကိုယ့်ရဲ့အိမ်မက်တွေကဖြစ်လာမှာမဟုတ်ဘူးသူတို့ကြောက်နေလို့လေသူတို့ကကိုယ့်အိမ်မက်တွေဖြစ်လာအောင်လို့တနည်းတစ်ပုံနဲ့ဘာ support မှာပေးကြမှာလည်းမဟုတ်ဘူးတခုခုစလုပ်တော့မှာပဲဒါကိုယ့်ရဲ့ dream ဆိုတဲ့နေရာကဖြစ်မှာဖြစ်တယ်ဆိုတော့ action မယူလို့တော့မရဘူး action ယူဖို့ကြောက်နေလို့လည်းမရဘူးဆိုတော့ကျမလိုပဲကြောက်နေတဲ့သူတွေရှိရဆိုလို့ရှိရင် let's startအခုအတူတူစတင်ကြမယ်လို့ again I'm single parent ဆိုတော့ကျမကအခုချိန်မှာအမေဆိုလဲဟုတ်တယ်အဖေဆိုလဲဟုတ်တယ်ကိုတယောက်တည်းလုပ်နေရဖြစ်တဲ့အကြောင်းမို့ဒီ channel မှာမိဘဖြစ်ရခြင်းပြီးလို့ရှိရင်ကျမ single mother လို့တယောက်တည်းမပြောချင်ဘူး single parent ကိုအဖေတယောက်တည်းလုပ်နေရတဲ့သူတွေလည်းရှိရဆိုတဲ့အခါကျတော့ဆိုတော့ဘယ်သူပဲဖြစ်ဖြစ်အခုချိန်မှာမိဘဖြစ်နေတဲ့သူတွေအမေရောဖေကိုတယောက်တည်းဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်ကျမ life မှာကြုံတွေ့ခဲ့ရတဲ့ຢာတွေကိုလည်းကျမ share လုပ်ပေးမယ် all the dear parents ကျမတို့မှာကြာရှုံးမှုဆိုတာမရှိဘူးအတူတူသွားကြမယ်ကျမတို့တွေကကိုယ့်အိမ်မက်ကိုမှကိုယ်အကောင့်ထဲမှာပေါ်နိုင်ခဲ့ဘူးဆိုရင်ကိုယ့်သားသမီးတွေကိုဒီလိုရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပါလို့ဘယ်လိုပြောမှလဲသူတို့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်အောင်လို့ကျမတို့ကဘာတွေလုပ်ပေးမှလဲကိုယ်တိုင်တော်မှကိုယ့်ရဲ့အိမ်မက်ကိုကိုဖြစ်အောင်မလုပ်နိုင်ခဲ့မိဘဖြစ်နေလို့ရှိရင်ဘယ်လိုလုပ်ကြမလဲဟုတ်တယ်ဟုတ်ဆိုတော့ကျမတို့အိမ်မက်တွေကဘာကြီးပဲဖြစ်နေပါစေဖြစ်အောင်လုပ်ကြမယ်တေးကြတာတော့ကျမတို့ရဲ့အိမ်မက်တွေကကိုမထိခိုက်ဘူးကိုမနစ်နာဘူးsame thing သူများကိုလည်းမထိခိုက်ဘူးသူများကိုမနစ်နာတယ်ဘလို့အိမ်မက်မျိုးပဲမဆိုဖြစ်အောင်လုပ်လို့ရတယ်အခုကျမသွားမဲ့လမ်းကြောင်းနဲ့ကြည့်နေကြတဲ့ dear parents တွေရဲ့လမ်းကြောင်းနဲ့တူရဆိုလို့ရှိရင်လည်း let's support each other အဲ့နဲ့အတူတူ support လုပ်ပြီးတော့သွားကြပါမယ် no hate speech ဒီမှာကျမတို့အမုန်းစကားတွေမနာလိုတာတွေတိုက်ခိုက်တာတွေမရှိဘူး so thank you guys fighting